မင်္ဂလာပါရှင် The Audible Mind ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်အခုဆိုရင်နှစ်သစ်ကူဖို့ရပ်ပိုင်းမဲ့လိုပါတော့တယ်နှစ်တိုင်းလိုပဲကျမတို့အားလုံးက New Year New Me ဆိုပြီးတော့စိတ်အားထက်သန်စွာနဲ့အစီအစဉ်တွေဆွဲကြပါတယ်ဒါပေမဲ့လက်တွေ့မှာတော့ဇန်နဝါရီလလယ်လောက်ဆိုရင်ပဲအဲ့ဒီစိတ်ကူးတွေကဖုံးတက်ကုန်ရောဒါဘာဖြစ်လို့လဲဒီနေ့မှာတော့ကျမကနှစ်သက်မှာတကယ်ပဲအောင်မြင်တဲ့သူတစ်ယောက်ဖြစ်ဖို့ဘလို့လက်တွေ့ကျကျပြင်ဆင်ရမလဲဆိုတာကိုပြောပြသွားမှာပါနားထောင်ရတာနည်းနည်းတော့ခါကောင်းခါပါလိမ့်မယ်ဒါပေမဲ့ဒီအချက်တွေကတကယ်ကိုပြောင်းလဲစေမယ့်အချက်တွေမို့ဗီဒီယိုလေးကိုအဆုံးထိပထမဆုံးအနေနဲ့အမှန်တရားလေးတစ်ခုကိုစပြီးတော့ပြောပြပါရစေလူတော်များများကကြာရှုံရတဲ့အကြောင်းရင်းက motivation စိတ်အားထက်သန်မှုတစ်ခုလေးကိုပဲအားကိုးလို့ပါတကယ်တမ်းပြောရရင် motivation ဆိုတာရေပွက်နဲ့တူပါတယ်ခဏလေးနဲ့ပျောက်သွားတတ်ပါတယ်ဥပမာပြောရရင်မနက်ခင်းအိပ်ရာထားတဲ့အခါမှာမျက်နှာသက်သွားတိုက်ဖို့ဆိုတာအတွက် motivation မလိုနေဘူးလေဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့ system အလေးအကျင့်ဖြစ်သွားလို့ပါကိုကဇန်နဝါရီ1ရက်နေ့မှာဂျင်သွားမယ်ဆိုပြီးတော့ဆုံးဖြတ်ထားပေမယ့်တပတ်လောက်ကြာလို့အလုပ်တွေပြင်ပန်းလာတဲ့အခါမှာအဲ့ဒီ motivation ကရှိမှမဟုတ်တော့ဘူးဒါကြောင့်စိတ်ပါမှလုပ်မယ်ဆိုတဲ့အတွေ့ကိုအခုတည်းကချိုးနှိမ်ထားလိုက်ပါတကယ်လိုအပ်တာက motivation မဟုတ်ဘူး system နဲ့တကယ်တမ်းတော့လေအုံနောက်ကအပြောင်းလဲအကြီးကြီးတွေကိုချိန်ချောက်မှုလို့ထင်ပြီးတော့ကြောက်တယ်ပြီးတော့လေကိုယ့်ရဲ့ will power စိတ်သက်ကြံ့ခိုင်မှုကိုလည်းစမ်းသပ်မနေပါနဲ့ will power ဆိုတာကလည်းတကယ်တမ်းတော့ကုန်ခန်းတတ်တဲ့အရင်းမြစ်တစ်ခုပါပဲကိုကကျမ်းမာရေးနဲ့ညီညွတ်တာတွေစားခြင်းနဲ့ဆိုရင်ကို့အိမ်ထဲမှာအသိဉစားမုတ်ထုတ်တွေကိုမထားပါနဲ့စာဖတ်ခြင်းနဲ့ဆိုရင်ဖုန်းကိုတခြားခန်းမှာထားလိုက်ပါဒါကို friction ပုတ်တိုင်းမှုလို့ခေါ်တယ်အကျင့်ဆိုးတွေအတွက်အခက်အခဲ friction များအောင်လုပ်ပြီးအကျင့်ကောင်းတွေအတွက်လွယ်ကူအောင်လုပ်ထားပါဥပမာပြောရရင်မနက်ခင်းဂျင်သွားခြင်းနဲ့ဆိုရင်ညရဲကနေပြီးတော့အားကစားဝတ်စုံကိုအစင်သစ်ထုတ်ထားလိုက်တာမျိုးပေါ့နောက်ထပ်အရေးကြီးတာတစ်ခုက identity လို့ခေါ်တဲ့ကိုသတ်မှတ်ချက်ပါဥပမာပြောရရင်ကိုကဝိတ်ချဖို့စူးစမ်းနေတာလို့ပြောနေတဲ့၍အုံနောက်ကသားကိုဝိတ်ချရမှာကိုဝင်တော့ဝင်ဖို့လို့မြင်နေအောင်ပါပဲအဲ့ဒီအစားကျမကတော့ကျမရေးကိုဂရုစိုက်တတ်တဲ့သူတယောက်လို့ကိုသတ်မှတ်လိုက်ပါကျမရေးဂရုစိုက်တတ်တဲ့သူတယောက်ကမုတ်ထုတ်ကိုတွေ့လွယ်လွယ်နဲ့မစားဘူးလေအပြုတ်မှုတစ်ခုခုမလုပ်ခင်ကိုမေးပါကျမ်းမာတဲ့သူတယောက်ဆိုရင်ဒီအချိန်မှာမလုပ်မလဲ New Year ဆို resolution တွေချကြတာပဲလေအဲ့တော့ social media ပေါ်ကသူများတွေရဲ့ resolution တွေကိုကြည့်ပြီးတော့အားမငယ်ပါနဲ့တကယ်တော့လူတွေကသူတို့ရဲ့အောင်မြင်မှုတွေကိုပဲတင်ကြတာပါကိုလည်းပြန်ကြည့်ရင်ဒီလိုပဲလေအဲ့တော့ကိုရီးရဲ့နောက်ွယ်မှာဘယ်နှခါကြာရှုံးခဲ့လဲဆိုတာကိုဘယ်သူမှမပြကြဘူးကိုယ့်ရဲ့ပြိုင်ပွဲရကိုယ့်ရဲ့မနေ့က identity နဲ့ပဲဖြစ်ရမယ်ပြီးတော့လေဒီနှစ်မှာတော့ငါအချက်20လောက်ကိုပြောင်းဖို့စူးစမ်းမယ်ဆိုပြီးတော့အဲ့လိုမျိုးတပြိုင်နဲ့ပြောင်းလဲဖို့မလုပ်ပါနဲ့တကယ်တော့ပကံ10ချက်ကိုတပြိုင်နဲ့၄ပေါ်မှာမြောက်ကစားရင်အကုန်လုံးပြုတ်ချကုန်လိမ့်မယ်ဒီနှစ်အတွက်အရေးကြီးဆုံးတစ်ခုတည်းသောအရာကိုပဲရှာပါအဲ့ဒီတစ်ခုကြီးကိုပဲ66ရက်ကြာအောင်အလေးအကျင့်ဖြစ်အောင်ဂရုစိုက်ကြည့်လိုက်ပါကျမတို့ကရလက်အောက်ကန်းဖြစ်တဲ့ဝိတ်10ပေါင်ချမယ်အဆန်300စုမယ်ဒါတွေကိုပဲအာရုံစိုက်နေကြတယ်ဒါပေမဲ့အဲ့ဒီရလက်တွေကကိုယ့်ရဲ့ထိန်းချုပ်မှုအောက်မှာမရှိနေဘူးတကယ်တမ်းပြန်တွေးကြည့်ရင်လေဒါပေမဲ့ကိုထိန်းချုပ်လို့ရတဲ့အရာကတော့လှုပ်ဆောင်ခြင်း action ပဲရှိတယ်ရလက်ဆိုတာအဲ့ဒီအလေးအကျင့်လေးတွေရဲ့ဘေးထွက်ဆိုးကျိုး side effect အနေနဲ့သူ့လိုရောက်လာမှာအဲ့ဒီအတွက်ကြောင့်ရလက်ကိုမမှတ်နဲ့လုပ်ငန်းစဉ် process ကိုပဲချစ်မြတ်လို့ပါမျိုးစိလေးတွေကိုရေးပုံမှန်လောင်းနေရင်သစ်ပင်ကြီးအနေနဲ့သူ့လိုကြီးလာမှာပဲလေ New Year ဆိုတာနဲ့ကျမတို့ကဘာတွေလုပ်ချင်လဲဆိုပြီးတော့ to-do list တွေကိုအရန်လုပ်ကြတယ်ပေါ့နော်တကယ်တမ်းတော့လေ New Year ဆိုတာတဲ့အသစ်တွေထပ်ဖောင်းထည့်ဖို့မဟုတ်ဘူးကိုနောက်ဆွဲနေတဲ့အရာတွေကိုဖြတ်ထောက်ဖို့ပါဘာတွေလုပ်မလဲ to-do list ကိုလုပ်မယ်အစားဘာတွေကိုမလုပ်တော့ဘူးလဲ stop doing
list ဆိုတာကိုအရင်ဆွဲတင်တဲ့အကျင့်ဆိုးတွေကိုမဖြတ်ပဲအကျင့်ကောင်းတွေထည့်ရတာကပြည့်ရှံနေတဲ့ခွက်ထဲကိုရေထက်လောင်ထည့်နေတယ်လို့ပဲဖြစ်နေမှာပါနောက်ဆုံးအနေနဲ့ကတော့ winter egg စိတ်ဓာတ်ကိုမွေးမြူပါဇန်နဝါရီ1ရက်နေ့ရောက်မှဒါတွေကိုစလုပ်မယ်ဆိုပြီးတော့အဲ့ဒီမစောင့်နေပါနဲ့အားလည်းရဲ့မှာအနားယူနေတဲ့အချိန်မှာကိုယ့်ရဲ့စနစ်တွေကိုစတင်စမ်းသပ်နေပြီဆိုရင်နှစ်သက်ရောက်တဲ့အခါမှာကိုကဒီအလေးချိန်ကောင်းနေစနစ်တွေနဲ့ခြေလမ်းတော်တော်များများကိုရောက်နေပြီသားဖြစ်နေမှာပေါ့လေအနှစ်ချုပ်ပြောရရင်တော့2026ကကိုယ့်အတွက်အကောင်းဆုံးနှစ်ဖြစ်လာလားမဖြစ်လာလားဆိုတာကကိုယ့်ရဲ့နေ့စဉ်ပြုလုပ်နေတဲ့အလေးချင်းသေးလေးတွေပေါ်မှာပဲမူတည်တာပါပြည့်စုံဖို့မကြိုးစားပါနဲ့မနေ့ကထက်ဆိုင်ရင်100%လောက်ပဲတိုးတက်ဖို့ကြိုးစားကြည့်ပါအားလုံးပဲအတိတ်ပဲရှိတဲ့နှစ်သက်လှုပ်ချင်တာတွေကိုလုံနိုင်ခွင့်ရတဲ့နှစ်သက်ကိုပိုင်ဆိုင်နိုင်ကြပါစေရှင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကြောင့်ကျေးဇူးအများကြီးတင်ပါတယ်ရှင်ကိုရဲ့ကျမ်းမာရေးနဲ့စိတ်ခွန်အားအတွက်ဘူးသုဒတွေကိုအမြဲတင်ဆက်ပေးနေအောင်ပါမလို့ The Audible Mind ရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ထားပြီးအမြဲတူတူရှိနေပေးပါအောင်နော် Bye